မြို့ထဲမှာရှိတဲ့ပြည်ထစာအိမ်ကိုဖယ်ရှားပေးဖို့ဘာသာရေးခေါင်းဆောင်တွေကလာပြီးဆန္ဒပြနေကြတယ်။ဒီအိမ်မှာလောင်ကစားအတောင်စားနဲ့ပြည်ထစာအလုပ်တွေအဆုံရှိပါတယ်။အိမ်မီအောက်ထပ်မှာရှိနေတဲ့ချိန်လာမင်းကအခန်းဝင်နေရင်ကနေပြေးထွက်လာတယ်။ဧည့်သည်ကနောက်ကပြေးလိုက်ပြီးလာမင်းစီကအနမ်းတောင်းတယ်။ပတ်စံပေးထားပေမဲ့အနမ်းမရလို့ဒေါသထွက်ပြီးလာမင်းကိုပိုက်လိုက်တယ်။အိမ်မီလှမ်းတားတာကိုမရပဲအိမ်မီကိုတနက်နဲ့လှမ်းပစ်တယ်။အိမ်မီပြန်ပြစ်လိုက်တဲ့တနက်ကြောင့်ဧည့်သည်သေးသွားတယ်။အရင်ကတည်းကမှပြည်ထစာတွေကိုမုန်းနေတဲ့လူအုပ်ကြီးကဒီကိစ္စနဲ့ပတ်သက်ပြီးအိမ်မီကိုတည်တံပေးဖို့တောင်းဆိုတယ်။အိမ်မီကိုတည်တံချမဲ့နေ့ကိုရောက်တော့မင်းမော်တင်ပြီးတိုင်တစ်ခုမှာကျိုးဆွဲချဖို့လုပ်တယ်။တည်တံချကန်ဒီမှာပဲလာမင်းတို့3ယောက်ရောက်လာပြီးအိမ်မီကိုကဲထုတ်သွားတယ်။လာမင်းကဒီမျိုးကမထွက်သွားခင်ဆုံးသွားတဲ့ယောက်ျားဖြစ်သူရဲ့မြေပုံလေးကိုလာနှုတ်ဆက်တယ်။အသက်ခံရတဲ့ယောက်ျားရဲ့မိန်းမဖြစ်သူကတရားခံကိုဖမ်းဖို့အတွက်အလွတ်ဆုံးတော့2ယောက်ငှားလိုက်တယ်။အိမ်မီတို့ပစည်းတွေတဲတင်လာတဲ့လှဲကဘိန်းပြုတ်သွားလို့ပြန်ပြင်ပြီးချိန်မှာပဲမွေကိုလှမ်းပြီးမြင်းတွေထွက်ပြေးကြတယ်။ကျေစင်ကနောက်ကနေမြင်းနဲ့လိုက်ပြီးလှဲကိုတားလိုက်နိုင်တယ်။ဘာဆိုင်လုံးကြမလဲဆိုတာတိုင်မယ်နော်လာမင်းကသူ့မှာရှိတဲ့မြေကွက်မှာတစ်ဆက်ထောင်ဖို့အကြံပေးတယ်။ဒီအစီအစဉ်ကိုသဘောကျသွားတဲ့အိမ်မီကသူစုထားတဲ့ဒေါ်လာ1000နဲ့အရင်ကြီးလုပ်ဖို့ပြောတယ်။ဆုံးတော့2ယောက်ကတရားခံဖမ်းဖို့ရှာဖို့တော့ထွက်လာတယ်။အိမ်မီတို့ရေချိုးနေတဲ့နေရာကိုအောင်တိုးဆိုတဲ့ကောင်လေးရောက်လာတယ်။အောင်တိုးကအိမ်မီပုံပါတဲ့စုချင်းစာရွက်ကိုပြပြီးဒီနေရာကနေအမြန်ထွက်သွားခိုင်းတယ်။အောင်တိုးကတက်ထုရှာတဲ့လူတယောက်ဖြစ်ပြီးသူတို့ကိုလမ်းကြုံသတိပေးသွားတယ်။နောက်တစ်နေ့မျိုးကိုရောက်တာနဲ့အိမ်မီကဆိုင်မှာအကောင်းစားအဝယ်စားတစ်စုံကိုဝယ်တပြားတိုက်တယ်။အဝယ်လဲမိတာနဲ့ဗန်မန်နေဂျာနဲ့တွေ့ပြီးစုထားတဲ့ပတ်စံတွေပြန်ထုတ်တယ်။ကျဲစင်နဲ့ဂျီနူတို့2ယောက်အရှိမထိုင်ဆောင်နေတဲ့အချိန်အလုတ်စုံတော့2ယောက်ရောက်လာတယ်။အိမ်မီပတ်စံထုတ်ကန်နေချိန်မှာပဲစုံတော့တွေဗန်ထဲဝင်လာပြီးအိမ်မီကိုဖမ်းတယ်။ဒီချိန်ထဲမှာပဲမျိုးမင်းတို့အုပ်စုကဗန်ကိုဓမြဝင်တိုက်တယ်။မျိုးမင်းနဲ့အိမ်မီကမိတ်ဆွေတွေဖြစ်ပေမဲ့အိမ်မီပတ်စံမှာလူသွားတယ်။ဂျီနူကတော့ရဲတွေလက်ထဲမှာဖမ်းခံလိုက်ရတယ်။ဗန်ကပတ်စံတွေရပြီးတာနဲ့မျိုးမင်းတို့အုပ်စုကသူတို့စကန်ကိုပြန်သွားတယ်။လာမင်းတို့ကဂျီနူကိုကဲခြင်းပေမဲ့အိမ်မီကမျိုးမင်းစီကပတ်စံတွေကိုပြန်သွားယူဖို့လုပ်တယ်။မျိုးမင်းတို့စကန်ကိုအိမ်မီရောက်တော့ဘာတန်းဆိုတဲ့ခေါင်းဆောင်ဟောင်းနဲ့တွေ့တယ်။မျိုးမင်းကစစ်တပ်ပိုင်မြရထားကိုဓမြတိုက်ပြီးလက်နဲ့ယူဖို့စီစဉ်နေတယ်။အရင်လုံးကအိမ်မီဆိုတာမျိုးမင်းတို့အဖွဲ့ထဲမှာပါတဲ့ဓမြတယောက်ပါ။တကယ်တော့ရုတ်တရက်ကြီးအိမ်မီပြောင်းသွားလို့မကျေနပ်ဘူး။အိမ်မီရောက်လာတော့အိမ်မီကိုအေးစစ်စစ်နဲ့ပတ်စံပေးလိုက်တယ်။အိမ်မီပတ်စံယူပြီးပြန်လဲမှာကျပုတ်နဲ့လမ်းရိုက်တယ်။ကျဲစင်တို့2ယောက်ကဒီတိုင်းထိုင်မဆောင်ချင်တော့ဂျီနူကိုသွားခဲ့တယ်။ဂျီနူကကြော်ဆိုတဲ့ထောင်စောကောင်လေးကိုအထားတွေပေးပြီးရင်းနှီးသွားတယ်။အော်တိုမျိုးလေးကိုရှောက်ကြည့်ရင်းမှာမြင်းပေါ်မှာသတိလစ်နေတဲ့အိမ်မီကိုတွေ့လိုက်ရတယ်။အော်တိုလည်းအိမ်မီကိုတိုင်းရင်စီကန်းပို့ပေးပြီးအလုတ်ဆောင်တော့2ယောက်ကိုမျက်ခြေဖြတ်လိုက်တယ်။အော်တိုရဲ့မိဘတွေကိုဘာတန်းကတက်သွားတာကြောင့်လက်စားချေဖို့အတွက်အိမ်မီနဲ့ပူပေါင်းဖို့လုပ်တယ်။ဂျီနူကိုကယ်ပြီးပြန်လာတဲ့လမ်းမှာအိမ်မီရဲ့မြင်းကိုမြင်လို့ဘေးပေါင်ဝင်းချင်းကိုပတ်ရှာတယ်။အိမ်မီကိုမတွေ့ခင်မှာကြော်ညာလေးတစ်ခုကိုတွေ့သွားတယ်။ပတ်စံမရပဲတရားတွေနဲ့ပြန်ရောက်လာလို့အိမ်မီကကျန်တဲ့လူတွေကိုတောင်းပန်လိုက်တယ်။ခဏနားဖို့အတွက်ဂျီနူကကြောအိမ်ကိုအကုန်လုံးကိုခေါ်သွားတယ်။အဲဒီကိုရောက်တာနဲ့အကုန်လုံးကကိုယ့်အိမ်ကိုရလို့ချက်ပြောပြီးစကားဆက်ပြီးပြောကြတယ်။ကြောပြန်ရောက်လာတော့အိမ်ထဲမှာရှိနေတဲ့လူတွေကိုမြင်ပြီးလန့်သွားတယ်။ခွေမနာဝဲဝင်နေလို့ဒေါသထွက်ပေမဲ့သူတယောက်တည်းနေတာမို့လို့စက်နေခွင့်ပေးလိုက်တယ်။မျိုးမင်းရဲ့အစီအစဉ်ကိုသိနေတဲ့အိမ်မီကသူတို့ဓမြတိုက်လာတဲ့လက်နက်တွေကိုလမ်းကနေဖျက်လို့တယ်။အစီအစဉ်အောင်မြင်သွားပေမဲ့ဘာတန်းတနက်မှန်ပြီးကျဲစင်ကိုမျိုးမင်းတို့ဖမ်းခေါ်သွားတယ်။ဘာတန်းနဲ့ကျဲစင်တို့ကိုလူချင်းပြန်လဲပြီးလက်နက်တင်တဲ့ပတ်စံတွေပြန်လဲဖို့အိမ်မီစီစဉ်လိုက်တယ်။ဘာတန်းကိုကြောချန်ရဲ့အနောက်ဘက်မှာချုပ်ထားတယ်။ပထမစီစဉ်ထားတဲ့အတိုင်းမဟုတ်ပဲပြဿနာကပိုရှုပ်လာလို့လာမင်းစိတ်ညစ်သွားတယ်။လာမင်းကသူ့ရဲ့မြေခွက်စာချုပ်ခိုင်မာမှုရှိလားဆိုတာမျိုးကရှင်းနေစီသွားမိတယ်။နာမည်ပေါက်ထားတဲ့ယောက်ျားမရှိတော့လို့ပိုင်ဆိုင်မှုအကျုံးဝင်မှုဆိုတာသိလိုက်ရတယ်။ဒီစကားကိုကြားပြီးလာမင်းစိတ်ညစ်သွားတယ်။ကောင်မလေးတွေပစည်းလဲဖို့စီစဉ်နေတဲ့အချိန်ဘာတန်းရဲ့သွေးထိုးစကားတွေကိုမခံနိုင်တဲ့အောင်တိုးကဘာတန်းကိုတက်ပစ်လိုက်တယ်။ကျဲစင်ကိုပြန်လန်းလို့မရတော့တာကြောင့်အိမ်မီကအောင်တိုးကိုနှင်ထုတ်လိုက်တယ်။အောင်တိုးကကျဲစင်ကိုမျိုးမင်းတို့အုပ်စုရဲ့လက်ကနေတကိုယ်တော်လာခဲ့တယ်။အိမ်မီတို့ပစည်းတယ်လာတဲ့လမ်းမှာကျဲစင်နဲ့တွေ့တယ်။အောင်တိုးအဖမ်းခံရတဲ့ဆိုလို့လက်နဲ့တွေနဲ့အောင်တိုးကိုလာလင်းနှိမ့်ဆက်ခံထားတာကြောင့်အောင်တိုးတကိုယ်လုံးတန်ရာတွေရထားတယ်။လက်နဲ့ရပြီးတာနဲ့မျိုးမင်းကအောင်တိုးကိုတက်ပစ်လိုက်တယ်။မျိုးမင်းကအိမ်မီရဲ့ပတ်စံတွေကိုပြန်ပြီးဒီကနေထွက်သွားခိုင်းတယ်။မျိုးမင်းတို့အဖွဲသားတယောက်ရန်စားတာကိုကျဲစင်ကအသိမခံနိုင်လို့တနက်နဲ့လှမ်းပစ်လိုက်တယ်။ဒီမှာနေနှစ်ဖက်အပြစ်အခက်ပြန်စားသွားတယ်။နောက်ဆုံးတော့အိမ်မီကမျိုးမင်းကိုတွန်ခန်းထဲမှာတက်ပစ်လိုက်တယ်။အောင်တိုးရဲ့အလောင်းကိုမြင်မြုပ်ပေးပြီးကြော်အိမ်ကိုပြန်ရောက်လာတယ်။ဂျီနူကကြော်ကျွဲတွေအတွက်အစာအကူပြင်ပေးစကားသွားပြောနေတယ်။ကြော်ကဂျီနူဆန္ဒရှိသလောက်ဒီမှာဆက်နေခိုင်းတယ်။ကြော်ကဂျီနူရဲ့အတိတ်ကိုနားလည်ပေးတာကြောင့်2ယောက်သားလက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်။အိမ်မီကဂျီနူတို့ဝေစုကိုလက်ဖွဲအဖြစ်ပေးလိုက်တယ်။အိမ်မီတို့မှာစီးပွားရေးလုပ်ဖို့ခြံခွင့်မရှိတော့ပေမဲ့အောင်တိုးစီစဉ်ခဲ့တဲ့အတိုင်းတထုသွားတူဖို့ဆုံးဖြတ်လိုက်တယ်။လို့ဆိုတော့2ယောက်ကလည်းတမျိုးဝင်တမျိုးထွက်နဲ့အိမ်မီတို့ကိုလိုက်ရှာကြရင်ဇလန်းလေးလည်းပြီးဆုံးသွားပါတယ်။လူကြီးမတို့လည်းဘွားကြီးကိုအောင်မြင်မှုနဲ့ဖျက်ဆီးခြင်းဦးမင်းမောင်ကိုရှာကြည့်ပါ။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။